ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ကြော်အနာတိတ်မဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ်ဇာတ်လမ်းလေးကတော့ဇယဥကလေးမှာတညတာဆိုတဲ့ဖြစ်ရမယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကိုနောက်ထောင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပြရသေးရှင်။ပြောရရင်တော့ဝါဆိုလားပြညပေါ့ဗျာ။ကျောင်းနာမည်ကမောင်ကင်းလို့ခေါ်တယ်။အရက်ရှိပြီးတော့တရုတ်ဆောင်ကင်းကောင်နဲ့သွားတူတယ်လေအရက်ထဲကတော့ကင်းကောင်လို့ခေါ်ကြတယ်နောက်တော့ကြောင်ကြားတစ်ခုမှာကင်းကောင်ကိုမော်ကင်းလို့ခေါ်ရကကျုပ်ကပါအားလုံးကမောင်ကင်းနဲ့ခေါ်ရကနေနာမည်ကမောင်ကင်းဖြစ်သွားတယ်ဆိုပါတော့နာမည်အရင်တော့ရှိတယ်ဗျာကျုပ်တို့ရွာလေးကနေမျိုးကလေးတစ်မျိုးနဲ့မနီမဝိတ်ရွာကလေးဗျာစပိန်စီရင်တနားရီတာလောက်စီးရတယ်လမ်းလျှောက်ရင်တော့2နာရီလောက်ခြေတက်ရင်တနားရီကြော်လောက်သာရှောက်ရတယ်။စပိန်လိုပြောလို့အဲ့ဒီတုန်းကကျုပ်တို့စီမှာဆိုင်ကယ်တွေမပေါ်သေးဘူးဗျ။စပိန်တော့လူတိုင်းစီးနိုင်တာမဟုတ်ဘူး။နားလေလို့စပိန်တို့ကိုအကူရတော့အခုခေတ်လုံးထော်လာကြီးတို့ဆိုင်ငယ်တို့ကမပေါ်သေးဘူး။ဝါဆိုလာပြင်းနေမတိုင်ခင်တည်းကရိုးကတငယ်ချင်းအိမ်ကိုသွားကြတယ်။သူတို့အိမ်မှာလာပြင်းနေဝါဆိုတင်ငယ်ကတ်တယ်ဗျာ။ကျုပ်တို့လည်းဝိုင်းကူကြတာပေါ့။နောက်တော့အလှပြီးတော့ညနေပဲရွှေရင်မော်ဖျားဘက်မှာတက်ဖူးစားတယ်။လာပြင်းနေဆိုတော့ဖျားမှာလူစီချက်ဗျာ။ဈေးဆိုင်တွေကလည်းပေါ်ပြီးမသိရင်ဖျားဘက်လိုဖြစ်နေတာပေါ့။ကျွန်တော်တို့တငယ်ချင်းတစုလည်းအဲ့ဒီဖျားပို့ပြီးတော့အေးစစ်စစ်ပျော်ပါနေကြတာပေါ့။ဇလန်ကအိမ်ပြန်တဲ့အခါမှာစားတာမျိုး။ဟဲ့မောင်ငယ်တို့အိမ်မှာညအိပ်ပြီးတော့မနက်ဖြန်မှာပြန်ဖို့ကွာ။မောင်ကင်းကခေါင်းခါပြလိုက်တယ်။မဖြစ်ဘူးကွာငါရွာကိုအမြန်ပြန်ရောက်မှာဖြစ်ပဲမနက်ဖြန်လာပြီးတော့တရက်ဆိုတော့တို့ရမှာဝါဆိုပန်းခုပွဲရှိတယ်ကွာအေးလေမင်းပြန်မယ်ဆိုလဲပြန်မောလက်လျှောက်ပြန်မှာမဟုတ်လားမင်းနေရသေးတယ်ကွာငါမှစပီးရှိလို့လားဖယားမပြန်စင်လာတော့ညနေ6နာရီထိုးကန်နေပြီတနေ့လုံးနေကကြွလွတ်လွတ်ပို့ပြီးတော့ညနေဆောင်တော့မိုးသားတိမ်လိမ်တွေကအနောက်ဘက်မှာတက်လာကြတယ်သူတို့ရဲ့ဒေသကမြန်မာပြည်အောက်ပိုင်းဒေသမို့မိုးရသည်တွင်မိုးကကောင်းလာတယ်။တငယ်ချင်းအိမ်တို့ပြန်ပြီးအထုပ်ဘိုးတွေကိုပြန်ယူပြီးတော့အထုပ်ဘိုးဆိုတော့လေမြဆဆမှာပါ။လွယ်တစ်လုံးနဲ့အဝတ်တစ်စုံဖြစ်တယ်။လက်မိတ်တံမီနဲ့ဓမြောင်ကလေးကတော့အမြဲတမ်းသွားလျာကိုတဲသွားနေကြ။နောက်ကျနေပြီမလား။မင်းမှီပါမလားငါကောင်ရ။တငယ်ချင်းရဲ့အမေကိုခေါင်းညိတ်ဖြစ်လိုက်တယ်။မှီပါတယ်ကွာ။ငါမြရောက်ရင်ည8နာရီမထိုးခင်တော့ရွာကိုပြန်ရောက်တော့ပါတယ်။တတိလေထောင်းကွာ။အောက်မလေးကွာဒီလမ်းတွေကငါသွားနေကြပါ။ငါရဲ့ခြေရာတွေကြီးပဲ။အဲ့ဒီလိုပြောပြီးတငယ်ချင်းရဲ့အိမ်မှာခြေလန်းကျက်ကြီးတွေနဲ့မြန်ပြန်ထွက်ခဲ့တယ်။မြန်မသွားလို့ကလည်းမဖြစ်ရွာသို့မနှက်ပဲအမိရောက်အောင်သွားရမယ်။ရွာမှာရှိတဲ့ချစ်သူကမနှက်ပဲဝါဆိုပန်းကူးမီတူတူခိုးမယ်ဆိုတာကြောင့်ခက်မြန်ရှောက်ခဲ့ရတယ်။သူ့ကိုယ်သူလည်းအပြစ်တင်မိတယ်။ဘာလို့နောက်ကြမှာပြန်ရတယ်လဲဆိုပြီးတော့ပေါ့။အဲဒီနောက်ရွာမှာစောင့်နေတဲ့ချစ်သူရဲ့မျက်နှာကိုမြင်အောင်ပြီးအားတက်သွားတယ်။ဖျားပွဲစီမှာချစ်သူချက်ဝဲခဲ့တဲ့ပဝါချုံတဲ့လေးလှလှလေးကိုချစ်သူကိုပေးစင်နေပြီ။ရွာသို့သွားတဲ့ကားလမ်းမကြီးပေါ်ကိုတက်လာခဲ့တော့မိုးသားတိမ်လေးကြီးတွေကမဲမောင်ပြီးတော့လျက်ပန်းလျက်နယ်တွေကလည်းတစ်ဖြန်းဖြန်းနဲ့မြင်တွေ့နေရပြီ။ပဝန်းကျင်ကတဖြည်းဖြည်းနဲ့မှောင်ကျလာပြီးကားလမ်းမကြီးပေါ်မှာလည်းစပိန်ကျုံလမ်းကျုံရှိမလားဆိုပြီးတော့ကြည့်လိုက်ပေမဲ့သူတယောက်တည်းသာရှိနေတယ်။မိုးဟာလေကွာအဲ့ဒီလိုရေရွတ်ပြီးတော့လမ်းလျှောက်နေတဲ့ခြေလမ်းတွေကိုအရှိန်မြင့်လိုက်တယ်။မိုးသားများကတရေရိပ်နီးကပ်လာပြီးမောင်ကင်းကလည်းအပြေးတစ်ပိုင်းနဲ့လမ်းလျှောက်လာနေရကနေမြို့အတွက်တုတ်တန်ကလေးကိုကြော်လွန်ပြီးတဲ့အခါမှာတော့ကားလမ်းမကြီးပေါ်မှာတော့လူပြက်သွားပြီ။ကားလမ်းနဲ့ဘေးမှာကွင်းပြမှာရေရိုင်းနေနဲ့တော့ငယ်လေးသာရှိတော့တယ်။လမ်းမကြီးကဈေးရချင်းဆန်လန်းဖြစ်ပြီးတော့ကားလမ်းမကြီးတစ်ဖက်တစ်ချက်ဟိုဘိုးကြီးမှာရွာကလေးတွေကိုမီးရောင်တက်လက်လက်နဲ့လမ်းမြင်နေရတယ်။လမ်းဆောင်နေရင်းနဲ့တိမ်သားလေးတွေကသူ့ကိုဖုံးအုပ်သွားတော့တယ်။ဘိုးကလည်းအော်တန်ကြီးပေးကရေးလာတော့တယ်။ပါဝန်းကျင်ကချက်ချင်းမှမိုက်သွားတာမို့မောင်ကင်းကလည်းလက်နဲ့တံမီကိုဖန့်လိုက်ပြီးလွယ်ကိုရှင်မထဲကိုပိုက်ပြီးတော့ပြေးရတော့တယ်။မိုးရဲ့အမြန်တော့ကိုမောင်ကင်းလိုက်မမီတော့ပဲမိုးကလည်းတဲကြီးမဲကြီးနဲ့ရွာချလေတော့တယ်
မိုးကလည်းရေပါလုံးတာကြောင့်10 မိနစ်ခန့်ရွာချလိုက်တဲ့အခါမှာတားလဲမကြီးတစ်ခုလုံးရေလှမ်းသွားတော့တယ်။ဘတ်တွေပါရောက်နေပြီးရွာရောက်ဖို့ကလည်းအတော်လေးလိုသေးတယ်။ပုံမှန်စိတ်ဆိုရင်တနာရီတောင်ရှောင်းအောင်ပဲ။ဒီလိုမိုးရွာမှုမျိုးနဲ့ဆိုရင်တော့2 နာရီတောင်ရောက်ရမသေးကြဘူး။လမ်းကရေတွေရှောက်ရခက်လေပြီးတကူလုံးကလည်းမိုးမိပြီးတော့စက်ဆုပ်ဖြစ်နေပြီ။မိုးတက်လုံးတာကြောင့်လမ်းကိုလည်းတိတ်မမြင်ရတော့ဂျမ်မီကလည်းတိတ်မတူတော့ဘူး။တနေရာရာမှာမိုးခုံမှထင်တယ်။သူတွေးလိုက်တဲ့အခါအရှိမရွာနေရသွားတဲ့လမ်းခွဲလေးတစ်ခုရှိတယ်။အဲ့ဒီလမ်းခွဲလေးအလယ်မှာဇရက်ကလေးတစ်ဆောင်ရှိတယ်။ဇရက်ကလေးရဲ့အနီးမှာလည်းဇရက်ပင်ကြီးတစ်ပင်ရှိတယ်။ခရီးသွားနားထောင်ဖို့အတွက်ရည်ရွယ်ပြီးတော့စောက်ပေးထားတယ်။မောင်ကင်းကလည်းအဲ့ဒီဇရက်တွေမှာဝင်သိမဝင်သိကိုသိချောင်းစဉ်းစားလိုက်တယ်။မိုးကလည်းတော်တော်တဲနေတာမို့မိုးဆဲတဲ့အချိန်ကိုဇရက်တွင်းမှာဝင်ပြီးစောင်းလိုက်မယ်။မိုးဆဲတော့မှရွာကိုပြန်မယ်လို့ဆုံးဖြတ်လိုက်တယ်။ဇရက်ကလေးပေါ်သို့ပြစ်တက်လိုက်တယ်။ဇရက်ကလေးမှာအနှဲငယ်မြင့်မြင့်ဆောက်လုပ်ထားပြီးအုတ်လေကရာတုံးတင်းနဲ့တဲရတယ်။အကာရန်ဟူပြီးတော့ကြီးကြီးမားမားမရှိပဲဒူလောက်တတတေသားချောင်းလေးတွေကိုဘောင်ဖင်းနဲ့ပက်ပက်လည်မှာရိုက်ထားတယ်။နှစ်ပင်ကရှိတဲ့ဇရက်ကလေးဖြစ်တာမို့အတန်ငယ်ကြံဝန်းလာတယ်လို့ပြောရမယ်။ဇရက်ပေါ်တက်လိုက်ပြီးတော့တိုင်တစ်ခုကိုမှီလိုက်ပြီးလာမပတ်သူငေးကြည့်လိုက်တယ်။ဘောင်ဝန်းစင်မှာလူတယောက်မှမရှိပဲဇရက်အတွင်းကလည်းမောင်မဲနေတယ်။မိုးကအတော်ကောင်းပြီးတော့လေရောမိုးရောချတာမို့ဇရက်ပင်ကြီးကတရှဲရှဲနဲ့ရင်ထိုးနေတာကမကောင်းဆိုးဝါးကြီးတစ်ကောင်ကနေသလိုပဲဖြစ်နေတယ်။ဇရက်ခံမှုရှိတပြားတွေတချို့ကလည်းတန်နေကွာပြီးတော့တရားထိုင်နဲ့လေတိုက်တိုင်းကိုစူညံနေတော့တယ်။မောင်ငင်းကတရဲတော့ကြောက်တယ်။ရွာထဲမှာအမြဲသွားလာဖို့ပြင်မဲ့အခုလိုမျိုးညံ့တဲ့တော့တခါမှမသွားဘူး။ညလမ်းမှာထွက်လာတဲ့ကိုအပြစ်တင်နေမိတယ်။လက်မှာပတ်ထားတဲ့ digital လက်ပတ်နိုင်လေးကမေးထွန်းသောခလုတ်လေးကိုနှိပ်လိုက်ပြီးနိုင်ကိုကြည့်လိုက်တော့အချိန်ကည9 နာရီကျော်သေးတာရှိသေးတယ်။မောင်ကလေးမိုးစရင်သာဆူတောင်းနေမိတယ်။အဲ့ဒီခါမှာမောင်ခင်ရဲ့ပခုံးပေါ်မှာအေးဆက်တဲ့လက်ကြီးတစ်ခုကလာပုတ်ခတ်လိုက်တယ်။မောင်ကလေးသူ့ပခုံးအပုတ်ခံလိုက်ရတာဆိုတာကိုသိလိုက်ရတယ်။ဒါပေမဲ့လက်မကြည့်ရသေး။သိကြတာကတရက်လက်ကြီးတစ်ခုခုဖြစ်နေမယ်ဆိုတာကိုသိလာတာကြောင့်ဖြစ်တယ်။သူလက်မကြည့်ပေမဲ့လဝါကြီးကသူ့ကိုနောက်တစ်ချက်ထပ်ပုတ်လိုက်တယ်။လက်ပွားကြီးကအေးဆက်ပြီးတော့စမ်းတန်းလာတယ်။ဟဲ့အောင်မောင်ကင်းသူ့နာမည်ခေါ်တဲ့ကြတော့မောင်ကင်းကတုန်တက်သွားတယ်။ကြည်စမ်းတရဲကြီးကသူ့နာမည်ကိုပါသိနေတယ်။မောင်ကင်းဟဲ့အောင်မောင်ကင်းလည်းကြောက်ကြောက်နဲ့လှည့်ကြည့်မိလိုက်တယ်။အဲဒီနောက်မှာလူမဲမဲကြီးကငေါထုတ်ထိုင်နေတယ်။အဲဒီလူမဲမဲကြီးကလူကောင်ထွားထွားနဲ့ဘဝကြီးဖြစ်ပြီးလူတစ်ပတ်ထောင်ပြီးတော့ထိုင်နေတယ်။ခမညာမင်းဘာဖြစ်နေတာလဲငါပါခွဒီတော့မှမောင်ကင်းကလက်နဲ့တံမီနဲ့ထိုးလိုက်တယ်။အိုးဦးဝကြီးပါလား။ဦးဝကြီးကမောင်ကင်းနဲ့ဆွေမျိုးမကင်းတော်သူဖြစ်တယ်။ရွာတွေလည်းလူမတယောက်အသားမဲမဲလူကောင်ကထွားထွားနဲ့ဖြစ်ပြီးဝါလုံးတာကြောင့်ဦးဝကြီးတို့ရွာကလူတွေကခေါ်ကြတယ်။မောင်ကင်းနဲ့လည်းအတော်လေးရင်းနေတယ်။လန်သွားတာပဲဗျာ။ဒါနဲ့ဦးဝကြီးကအမောင်ကြီးထဲမှာဘာထိုင်လုပ်နေရလဲ။အမောင်နဲ့ဆိုငါမှလက်မိတ်တမ်းပြီးမှမပါပဲကွာ။ဟုတ်တော့လေဟုတ်တယ်။ပါဝန်းစီကမှောင်ပြီးမောင်ကင်းကလည်းတရဲကြောက်ပြီးတော့ဇရက်အတွင်းသို့ဝေဝိုက်မကြည့်တာမို့ဇရက်အတွင်းရှိဦးဝကြီးကိုမမြင်လိုက်ပါ။နေပါဦးမိုးချုပ်နေပြီမင်းကဘဲကပြန်လာတာလေကွာဝါဆိုသင်္ကန်းကညနေတော့ရှင်မြော်ဖျားဖူးပြီးမနေ့ကဝါဆိုပန်းကိုအမိကိုပြန်လာတာပဲဥဝကြီးရေဒါနဲ့ဥဝကြီးကရောဘာလုပ်နေရလဲငါလေးရွာပြန်မလို့ကွာဒါနဲ့မင်းရဲ့လွယ်ထဲမှာဘာတွေပါလဲနှမ်းစမ်းကြည့်အောင်ဥဝကြီးကသူ့လက်အိတ်ကိုလူယူပြီးမှွေးလိုက်ကြည့်လိုက်တယ်လွယ်အိတ်ထဲကဓာတ်မြောင်ကိုပြင်တော့ဦးဝကြီးကတစ်ချက်ထိတ်လန့်သွားတယ်။ဒီဘဝလေးကနှာသားဟာအိမ်မူပုတ်ထနေ။ဦးဝကြီးကလည်းသိရသားနဲ့အိမ်မူကငါမိမဘက်ကအမျိုးကွာ။ဒါနဲ့မင်းအိမ်မူကိုအတိကျန်တာလား။မောင်ကင်းကြောင့်ခေါင်းညိတ်ပြလိုက်တယ်။အတီးပြအေးပါကွာ။ကောင်မလေးကမိတဆိုးလေးပါ။မင်းနာပါသူ့ကိုတေချာဂယုဆိုင်ပါကွာ။ဒါနဲ့မင်းစီမှာစားတရားလေးပါလေမပါဘူးလား။ငါဘိုက်စာလို့ကွာ။မပါဘူးဗျ။ဦးဝကြီးတယောက်မျက်နှာမှောင်ကျသွားတယ်။ဒါနဲ့မရောက်လာတော့ငါအားရှိသွားတယ်တိလား
ဘာလို့လဲဗျာဒီစရက်ကတရက်အရင်6တယ်လေကွာထိုင်နေတဲ့မောင်ကင်တယောက်စသိန်းတွေကတစ်ဖြည်းဖြည်းထလာတယ်အပြင်မှာလေမိုးကတဲထန်းစွာရနေတယ်တရဲရှိတယ်ဟုတ်လားအေးကွာအရင်တုန်းကဓမြတွေကတို့ရကဦးဖို့မှန်တို့အိမ်မှာဓမြတိုက်ပြီးတော့သူတို့ရဲ့တမိသားစုလုံးကိုဒီတရက်ပင်မှာကျွတ်တို့ပြီးတော့တနန်းနဲ့ပြတ်တက်ခဲ့တာလေကြားဘူးတယ်အဲ့ဒါကကြားပါပြီနောက်ပြီးဓမြအေးမောင်ကမင်းကြားဘူးတယ်မလားဓမြအေးမောင်ကိုရဲရီလိုက်ပြီးတော့နောက်ဆုံးမှဒီတရက်ပင်ရဲ့အနာမှာရဲရီနဲ့ပြန်လည်ပြစ်ခတ်ပြီးတော့သေသွားတယ်ဆိုတာမလားအေးအဲ့ဒီအေးမောင်ကမကျွတ်ဘူးကွာမောင်ကင်းကသရွေးကိုမျိုးချလိုက်တယ်နေပါအောင်ဦးဝက်ကြီးကကျွန်တော်ကိုကြောက်အောင်ခြောက်နေတာနော်ကျွန်တော်ကတရေမကြောက်တတ်ဘူးဗျမောင်ကင်းကတိတ်မကြောက်တတ်ဘူးလိန်သာပြောလိုက်ရပေမဲ့စိတ်ထဲမှာတော့အလွန်ကြောက်နေတယ်ဦးဝက်ကြီးနဲ့ဟိုဒီပြောရင်းနဲ့အချိန်လေးကုန်ခဲ့တယ်လက်ကနာရီက9နာရီကျော်ဖြစ်နေပြီပေါ့မိုးကလည်းဆဲလိုက်မောင်ကင်းကလည်းပြန်မယ်လို့ရင်ပြန်တဲလာလိုက်ဖြစ်နေတယ်တို့တော့ဒီညဒီမှာပဲတညနားမလားမသိပါဘူးကွာ။အိုးဘာလို့လဲဗျာ။မိုးစိရင်အတူတူပြန်ကြမယ်လေ။ဦးဝက်ကြီးကခေါင်းခါပြလိုက်တယ်။ဒီမိုးမနဲ့ဆိုရွာဝင်တမန်းเจ้าမှာရေရှမ်းနေမှာကွာ။သူပြောမှစဉ်းစားမိတယ်။တမန်းเจ้าဆိုတာကရွာဝင်နားမှာရှိပြီးဆောင်းတရကဝါနေတာမခိုင်ခန့်လေးပြုတ်လုပ်ထားတယ်။အဲ့ဒီတရားလေးမှာလူသွားများကြတယ်။လက်သမားတွေကတော့ရွာကိုပတ်ပြီးရွာနောက်ဖက်ကနေပတ်ဝင်ကြတာများတယ်။ဒီတိုင်းရွာကိုပတ်နေရင်အချိန်ကြာတော့မဟုတ်လမ်းလျှောက်သူတွေကတမန်းเจ้าကိုသာဖြတ်ပြီးသွားရတယ်။တမန်းเจ้าကမိုးရရင်ရေကြီးတယ်။ရေစီးကလည်းအလွန်တန်ပြီးအခုမိုးတိုင်းဆိုရင်တမန်းเจ้าမှာရေပြည့်နေပြီ။ဒါဆိုလဲဥဝက်ကြီးဟာဒီမြတညနာပြီးတော့အာယုံမတက်ခင်ပြန်ကြတာပေါ့။ရေဆိုနေတဲ့အဝတ်တွေကိုရေညှစ်ချလိုက်တယ်။လက်ရဲ့အတွင်းမှာအလူမတိုင်ငင်ကဝတ်ထားတဲ့နေကအဝတ်တွေကိုကျွတ်ကျွတ်အိတ်နဲ့ထုတ်ထားတာမို့မိုးမဆိုပြီနန်းစော်နေတော့လေအဲ့ဒီအဝတ်တွေကပြန်လိုက်ပြီးဝတ်လိုက်ရတယ်။ဇရက်တချို့နေရာမှာခေါင်းမိုးပေါက်နေတာကြောင့်ရေကတတောက်တောက်နဲ့ကျနေတယ်။နားတကောင်ကြောပြီးမိုးကဆဲသွားတော့လေတပွဲပွဲနဲ့ကျနေတယ်။အဲ့ဒီချိန်မှာတော့ရွာကိုမပြန်ကျင်တော့ပဲရွာမရောက်ခင်တော့တောင်တန်းလေးတွေကိုဖျက်ရအောင်မှဖြစ်ပြီးတော့အဲ့ဒီတောင်တန်းတွေကိုဖျက်ရတာကတခုစရက်ထဲမှာဥဝက်ကြီးနဲ့အတူတူနေရတာကပို့ပြီးလုံခြုံနေတယ်လို့ခံစားမိတယ်။မောင်ကင်းကအိတ်မပြောတာမို့တောင်တွင်းမြောက်တွင်းစဉ်းစားနေတော့လေဥဝက်ကြီးကတခေါခေါနဲ့အိပ်ပျော်နေတယ်။အဲ့ဒီခါမှာခေါင်းမူးပေါ်မှာတတုံတုံနဲ့အတန်ကြားရတယ်။မောင်ကင်းလည်းကြောက်လန့်ပြီးတော့မျက်လုံးပြူးကြည့်လိုက်တယ်။ဖဲ့အောင်အေးပါငြိမ်ငြိမ်နေနော်။ဥဝက်ကြီးအော်လိုက်တဲ့အခါမှာအဲ့ဒီရဲ့အတန်ကသိပ်သွားတယ်။ဟာဥဝက်ကြီးကလည်းတစ်ကိုင်းနဲ့ခေါင်းမူးနဲ့ရိုက်တာဖြစ်မှာပါ။မဟုတ်ဘူးမောင်ကင်အဲ့ဒါအေးမောင်ငါတို့ကိုနှောက်ယှက်ရှင်နေတာအေးမောင်ဟဲ့အောင်မင်းနဲ့ငါရက်မဖြစ်ချင်ဘူးပါအေးအေးဆက်စစ်နေအဲ့ဒီနောက်ပိုင်းမှာဘာတမ်းမှမကြားတော့ပဲမောင်ကင်းကတော့ဥဝက်ကြီးကသူကြောင့်အတမင်လုပ်နေတယ်လို့ယူဆလိုက်တယ်အိမ်မပြောပဲမနေ့3နာရီခန့်ထိုးနေပြီညတော့ကရွာထားတဲ့မိုးတွေကလည်းသူမဟုတ်တယ်လို့ပဲနဲ့ငြိမ်သက်နေတယ်ဟာတချို့အော်မီတန်ကပတ်ဝန်းကျင်တွေမှာကြားနေရတာကြောင့်မောင်ကင်းလည်းဇရက်ထဲမှာထပ်မနေချင်တော့ပါဥဝက်ကြီးပြန်မယ်ဗျာအေးကောင်းသားပဲသူတို့နောက်ဦးဇရက်ပေါ်မှာဆင်းပြီးတော့ရွာကြီးတို့ရှောက်ခဲ့ကြတယ်မနေ့3နာရီဆိုပေမဲ့လည်းမှောင်မဲနေတော့မောင်ကင်းကတံမီးကိုအားပြုပြီးပြန်ခဲ့ကြတယ်နှစ်ယောက်မို့စကားတပြောပြောနဲ့ရွာကိုရောက်မဲမသိရောက်လာခဲ့တယ်နည်းနည်း4နာရီကျော်ပြီအလင်းရောင်တချို့အရှိဘက်ကနေထွက်ပေါ်လာတယ်ကျောင်းမင်းကတမန်းဆောင်နာရောက်ကျောင်းမေးကြီးနာမှာဥဝက်ကြီးကရက်ပြီးတော့နေခဲ့တယ်။သွားမောင်ကင်မင်းသွားနှင်လိုက်တော့ဥဝက်ကြီးရောရွာထဲကိုမရောက်ဘူးလား။အေးငါလှုပ်ရှားရှိသေးလို့တမန်းချောင်းတရားလေးရဲ့ဇမ်းမြင့်ကိုရေတွေဖုံးသွားတယ်။ညကဆိုတရားတစ်ခုလုံးရေဖုံးနေမယ်လို့ခံမရတယ်။မောင်ကင်လည်းလက်လျှောက်လာပြီးတရားချော်တဲ့အထိဥဝက်ကြီးကိုလှမ်းကြည့်လိုက်တယ်။ဥဝက်ကြီးကညောင်မင်းချေရင်ညောင်ပြစ်တစ်ခုမှထိုင်နေတယ်။ရွာထဲကိုဝင်တော့မှရွာကအိမ်များကနိုးနေကြပြီ။အားဆိုပန်းကူထွက်ရောဆွန်လောင်းဖို့အတွက်ပါ။အချို့အိမ်တွေကပြင်ဆင်နေကြပြီ။မောင်ကင်းလည်းအိမ်မရောက်ခင်ဥဝက်ကြီးအိမ်ရှိမှဖျက်ရတယ်။ဥဝက်ကြီးအိမ်ထဲမှာလူတွေစီကားနေတယ်။
မောင်ကလည်းအိမ်ထဲသို့လှမ်းဝင်လိုက်ပြီးသူဝင်လာတာမြင်တော့ဦးဝက်ကြီးရဲ့မိမကသူ့ကိုလှမ်းကြည့်လိုက်တယ်။ဟဲ့မောင်ခင်နင်ဦးဝက်ကြီးနဲ့တွေ့သေးလား။တွေ့ရလေလမ်းကားကဇရက်မှာတော့တညာလုံးအတူတူတဲခဲ့သေးတယ်။အခုရွာကတော့အတူတူပြန်လာကြတာဟုတ်လားဖမလေးမသိဘူးဗျလောက်စရာရှိတယ်ဆိုပြီးရွာပင်ညောင်မေကြီးစီမှာထိုင်နေတယ်။ဒါနဲ့ဘာဖြစ်လို့လဲ။နင့်ဦးဝက်ကြီးညကပြန်မလာလို့လေ။အော်ဒါဆိုသူလည်းမြို့သွားတာဖြစ်မယ်။ကျွန်တော်နဲ့တညာလုံးအတူတူရှိနေတာ။အဲဒီနောက်မှာမောင်ငန်းကအိမ်သို့ပြန်လာတယ်။ညကကြုံတွေ့ခဲ့ရတဲ့ကြောင့်အမေကိုပြောပြလိုက်တော့အမေကစိတ်ပူသွားတယ်။ဒါရဲ့နောက်ဆိုအဲ့ဒီအချိန်မတော့မသွားပါနဲ့။မောင်ငန်းကရေမိုးဆိုပြီးခဏအိပ်ရင်စိတ်ကူးတယ်။ဝါဆိုပန်းကူကနေတဲ့လောက်မှလုံးမယ်ဆိုတော့မနက်ပိုင်းအိတ်ချိန်အနှဲငယ်ရသေးတယ်။ဟဲ့တာထောင်အမေနိုးလိုက်တော့မှအိတ်ချိန်မူတူနဲ့ထားလိုက်တယ်။ဥဝက်ကြီးစုံးပြီတဲ့။ဟမ်ကြားလိုက်ရတဲ့စကားကိုမယုံကြည်နိုင်သေးပါ။ဒါပေမဲ့အမေပြောတာမို့ယုံလိုက်ရတယ်။အမေကဆန့်နောက်ပြီးတော့မဟုတ်တဲ့စကားကိုမပြောပါ။ဘလို့ဖြစ်လာတဲ့အမေညကတော့အကောင်းကြီးရှိသေးတယ်။ဒီမနေ့တောင်အတူတူရွာပြန်လာကြတာလေ။မဖြစ်နိုင်ဘူးတာရဲ့ညကဆုံးနေပြောတာပဲ။ဘလို့ဟုတ်တယ်။သားကသူမိမကိုပြောလို့သူတို့တွေထွက်ရှာတော့ရွာပင်မှာလည်းမတွေ့ဘူးတဲ့။ဒါနဲ့လမ်းတစ်ခွဇရက်ကိုသွားကြည့်တော့ဇရက်ဘေးနားမှာရောင်ကြီးတိုင်းမှာမှတ်ခုံကြီးသိနေတာတဲ့။ဖေမောင်ငင်းကမယုံကြည်တိုင်းပဲဥဝက်ကြီးအိမ်မက်သို့ပြေးလာခဲ့တယ်။ဥဝက်ကြီးရဲ့အလောင်းကိုအိမ်ရှိခိုင်းမှာတွေ့တော့မှယုံလိုက်ရတော့တယ်။ဘလို့ဖြစ်တာလဲ။ဆရာဝန်ပြောတော့ဥဝက်ကြီးကနှလုံးသွေးကြောချင်းပြီးတော့အစီတွေများနေတယ်။အုံနောက်သွေးကြောကိုအစီခဲပိတ်တာ။အဲ့ဒီမှာသူကလည်းလမ်းဘေးမြောင်းထဲကိုကျပြီးသေသွားတာတဲ့။ဥဝက်ကြီးမိမကပြောရင်းနဲ့ငိုကြွေးနေတော့တယ်။မောင်ငင်းကညကကြုံခဲ့ရတဲ့အဖြစ်ကိုတော့မယုံကြည်နိုင်သေး။ဟုတ်တယ်။ညကမှောင်လဲမှောင်နေတာနဲ့ငါလည်းမြောင်းထဲကိုတမ်းပြီးမထိုးကြည့်မိဘူး။ဒါဆိုရင်ငါတွေးခဲ့တဲ့ဥဝက်ကြီးကတဲ့ရဲကြီးပေါ့။ပြန်တွေးကြည့်တဲ့နောက်မှာတော့ကြော်မှချမ်းတက်လာတယ်။ဥဝက်ကြီးသေတဲ့စားတွေကနေသူကြောက်တတာကိုသိပြီးတော့တညာလုံးအဖော်ပြုတ်နေပေုံသာမကရွာတို့ပါအဖော်လိုက်ပြီးတော့ပို့ပေးတဲ့ဥဝက်ကြီးကိုမြင်အောင်ပြီးတော့မောင်ကင်းတယောက်မျက်ရည်ကျမိတယ်။နှစ်တွေအတော်ကြာခဲ့ပြီမောင်ကင်းလည်းအိမ်မှုနဲ့အိမ်လောင်စားခဲ့တယ်။ဥဝက်ကြီးကသူ့တူမကိုသူ့ကိုအခက်တဲ့သဘောပြောခဲ့တာကိုပြန်ကြားရောက်မိတယ်။ယခုခလေးပင်2ယောက်ရနေပြီ။အခုဆိုရင်နှစ်တွေကကြာခဲ့ပြီ။မြို့နေရတော့ဆိုင်ကန်နဲ့ယုတ်ကနဲ့ထော်လာကြီးနဲ့ယုတ်ကနဲ့သွားနေနိုင်ပြီမို့ထိုလမ်းတစ်ခွဆုံကလေးမှာဇရက်မရှိတော့တာကြာပြီ။လမ်းတစ်ခွဆုံနီးမှာလည်းအရက်ဆိုင်လေးတိုင်နေနဲ့ဇီးကားနေတာပြီ။ဒါပေမဲ့ဇရက်မရှိတော့ပေမဲ့ဇရက်ပင်ကြီးကတော့ထီတန်းကြီးကျန်နေတယ်။အဲ့ဒီနားကိုလမ်းကျော်ဖြတ်မိတိုင်းမောင်ကင်းကတရက်ပင်ကြီးကိုမောကြည့်တယ်။ထိုရမိုးရတဲ့နေ့ဝါဆိုလာပညာကဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကမနေ့တနေ့ကလိုဖြစ်ပျက်ခဲ့သလိုစိတ်ထဲမှာဆွဲကြံနေတယ်။လူမကြီးဖြစ်ပေမဲ့သူ့ရဲ့အပေါ်မှာချစ်စားတဲ့ဥဝက်ကြီးကိုလည်းပြန်ပြောင်းသတိရမိတယ်။ဥဝက်ကြီးကောင်းရမွန်ရဘွားမှာအေးစစ်စစ်နဲ့နေနိုင်ပါစေဆိုပြီးတော့တရက်ပင်ကိုကြည့်ပြီးတော့ဆူတောင်းနေမိတယ်။မသားမျိုးရဲ့ဆိုင်တန်ตายရလိုက်တဲ့အတန်ကွာဟုတ်ပါတို့လုံးရငါတောင်ထကုန်ချစ်စိပောက်လာနေတယ်။အေးကွာဆရာကြီးရဲ့လက်တံကလေးပြောင်းပါ။အိုးနည်းနည်းရရဆရာကြီးမှမဟုတ်တာကွာ။ဆိုင်းဆရာကြီးဦးဒေစာရဲ့ဆိုင်းမယ်ကိုကြားရတဲ့သူအပေါင်းကမချီးကျူးပဲမနေနိုင်။နေမကောင်းတဲ့သူဆိုရင်ဦးဒေသားရဲ့ဆိုင်းဆက်ကိုကြားရမယ်ဆိုရင်ဆက်ချင်းအားရင်ပြစ်လာတယ်လို့ခံစားရတယ်လို့လူတဆိုးကပြောဘူးတယ်။ယခုမှလည်းဂျာကာလာသွားတွေဖြစ်ကြတဲ့ဘားတင်တဲ့ဒိုးလုံးကဆိုင်းဆရာကြီးဦးဒေစာကိုချီးကျူးထောပနာပြုနေကြတယ်။ဒီကအကိုတို့ဒိုးလုံးတို့ပြိုင်သူခေါင်းလှည့်ပြီးတော့ကြည့်လိုက်တော့ရွာထဲကလူငယ်လေးပေါ်ထုံးကိုတွေ့လိုက်ရတယ်။အေးပေါ်ထုံးဘာလဲ။ဟိုလေဆရာကြီးဦးဒေစာရှိလာလားမသိဘူး။ရှိမှာပေါ့ဟာဆိုင်ထဲမှာဝိုင်းဘက်တန်ကြီးကြားနေရတာပဲ။အစင်တင်လိုက်တာကျေးဇူးပဲပြုံး။ပေါ်ထုံးလဲဝမ်းသာအားရဦးဒေစာနေထိုင်ရာခြံဝန်းကြီးတဲ့သို့ပြေးဝင်သွားလိုက်တယ်။ဒိုးလုံးကတော့ပေါ်ထုံးကိုကြည့်ပြီးဘလို့ကောင်းလဲဟာအေးကွာ
ပေါ်ကြောင်ကြောက်တဲ့ထားလိုက်တော့ကွာလာဟဲ့ကိုသားပြောရဆိုင်ကိုသွားပြီးတော့ထိုင်းရည်လေးနဲ့တပြူလောက်ဆွဲကြတာပေါ့နှိတ်ဟာသွားမယ်လေဒေါ်လုံးနဲ့ဘာတင်ကားတဲ့အတိုင်းပေါက်ညီစွာတယောက်ပခုံးကိုတယောက်ဖက်ပြီးတော့ရွာထိပ်ကကိုသားပြောထန်တော်ကြီးတို့ခြေလမ်းများကိုဥတီလိုက်တယ်ပေါ်ထုံးကတော့ဆိုင်းစီယာကြီးဥဒေသာအိမ်ထဲသို့ဝင်သွားလိုက်တယ်ဥဒေသာရဲ့အိမ်ကြီးထဲသို့ရောက်လင်ရောက်ခြင်းပဲရှေးမမှာဒူရီယာကိုပေါ်ထွန်းတွေ့ရတယ်သူအိမ်ထဲကျောင်းဝင်ကမှအိမ်အပြင်ဘက်မှာနေပြီးတော့ရိုးဆရာကြီးဥဒေသာဆိုင်းဆရာကြီးရှိရဆိုတော့သူသိတယ်သူခေါ်ပေးမဲ့လေအထဲမှာအကြောင်းပြန်တဲ့တစိုးတစီကိုမှမကြရပါဆိုင်းတဲ့တောင်အဆက်မပြတ်ထွက်ပေါ်နေတယ်ပေါ်ထွန်းရောက်လာရတဲ့အကြောင်းကလွန်ခဲ့တဲ့2ရက်ခန့်ကပေါ်ထွန်းတယောက်ဆိုင်းဒီပညာကိုတက်မြောက်ချင်နေတယ်လို့ဆရာကြီးဦးထေစာကိုပြောပြခဲ့တယ်မနေ့9နာရီချိန်မှာဦးထေစာကတင်ပေးမယ်လို့ပြောတာကြောင့်ရောက်လာခဲ့တယ်ရိုးဆရာကြီး9မိနစ်ခန့်ကြာတော့အိမ်ထဲကနေဆိုင်းနေတန်ပျောက်သွားပြီခဏကြာတော့အဲ့ဒီအိမ်ကြီးထဲကနေအသက်60ရွယ်ယောက်ျားကြီးတယောက်ထွက်လာခဲ့တယ်အေးပေါ်ထွန်းရောက်လာပြီလားဟုတ်ကဲ့ဆရာကြီးပေါ်ထွန်းကတော့ဆရာမဖြစ်သေးတော့ဦးထေစာကိုလေးစားသမှုနဲ့ဆရာကြီးလို့ခေါ်တယ်အေးအဲ့ဆိုဒီမှာလာထိုင်လေငါမင်းကိုတတိပေးဆရာကောမေးဆရာကောရှိတယ်ဒါလည်းရခဲနဲ့ရွေနေချန်ကြတစ်လုံးတင်ထားတဲ့ဇဝဲစီတို့ပေါ်ထွန်းကိုခေါ်လိုက်တယ်ဦးဒေစာရဲ့စကားကနည်းနည်းထူးဆန်းနေပေါ်ထွန်းလည်းဦးဒေစာနဲ့မျက်နှာချင်းဆိုင်ရနေရာမှာဝင်ထားလိုက်တယ်အဲ့ဒီခါမှာဦးဒေစာကမင်းကဘာလို့ဒီစိုင်းဒီပညာကိုသင်ကျင်ရတာလဲမြမလူမျိုးတယောက်ဖြစ်လို့တက်မြောက်ထားတဲ့နယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးတော့ကျွန်တော်ကဂီတကိုဝါသနာတအားကြီးတယ်အေးရည်ရချက်ကတော့ကောင်းပါလေငါလည်းကြောထနောက်ကန်သားသမီးမရှိတော့ဒီပညာရက်တွေကိုငါသိသွားရင်အလကားဖြစ်မှာကိုစိုးရိမ်မိတယ်မင်းသိချင်တယ်ဆိုတော့ငါဝမ်းသာတယ်ကွာဟုတ်ကဲ့ဆရာကြီးဦးဒေစာရဲ့အပြောကိုထောက်ခံရတဲ့ပေါ်ထွန်းကဟုတ်ကဲ့သာပြောလိုက်တယ်ဒါပေမဲ့ဦးဒေစာတရားစကားကိုဆက်မပြောဘဲရေနေခက်စီကိုကန်ပြီးတော့အဝေးကိုငင်းနေတယ်ပေါ်ထွန်းလည်းစိတ်မရှိသွားတယ်ဒါပေမဲ့ဘာဖြစ်လို့လဲဆရာကြီးဒါပေမဲ့မင်းရဲ့ဆိုင်းလက်သက်ကိုမသားရဲ့အိမ်မှာမတိမိဖို့တော့သတိထားမယ်ကွာမမျော်လင့်ထားတဲ့စကားလုံးတချို့ဦးဒေစာရဲ့နှုတ်ဖျားကနေထွက်ကြလာတယ်ပေါ်ထွန်းလည်းခေါင်းကိုတပြင်းပြင်းနဲ့ကုံရင်ဘာဖြစ်လို့လဲဆရာကြီးရဲ့ကျွန်တော်တို့မြမဆိုင်ကငားတဲ့အရက်ငားတဲ့ဒေသကိုသွားတီးပေးရတာမဟုတ်ဘူးလားအလူအိမ်တွေကလည်းမင်္ဂလာဆိုင်တီးဖို့ခေါ်နိုင်တယ်လို့နိုင်ရဲ့အိမ်ကလည်းခေါ်နိုင်တာပဲဗျာဆရာကြီးကလည်းခေါင်းကိုတွင်ရမ်းရင်းနဲ့မင်းပြောတာကတဘာဝကြပါတယ်နောက်ပြီးခက်လုံငယ်ဖြစ်နေကြတော့လေငါပြောလဲနားလည်းမထင်ဘူးဒါပေမဲ့အရေးကြီးတာတော့မင်းရဲ့ဆိုင်းတန်ကိုဘယ်တော့မှမသားအိမ်မှာမတီးမိစေနဲ့ဒါကိုတော့မြင်မြတ်မှတ်ထားတော်ထွေးရဲ့နားတဲ့တို့အဲ့ဒီစကားကြီးကပဲ့တင်ထန်နေတယ်စိတ်ကလက်မခံရင်တော့လေဆရာကြီးရဲ့ဆုံးမစကားဖြစ်တာမို့သူအလေးနဲ့ထားကိုထားရမယ်မဟုတ်လားဆရာကြီးဦးဒေစာကလည်းတက်တက်မြတ်မြမဆိုင်နဲ့ပတ်သက်တဲ့ပညာရပ်တွေကိုပေါ်တွန်းကိုအိတ်သွန်ပါမှောက်ပြီးသင်ကြားပေးတယ်အဓိကသင်ကြားပေးတဲ့ဘာသာရပ်တွေမှာဘုံတို့လေပက်ပက်လဲဝိုင်းတီးနေတဲ့ဒိုးပန်ဝိုင်းတိခတ်တဲ့အထက်ပညာတွေသိကြကြပင်မတင်လိုက်ရပေါ်တွန်းမှာကပါရမီတက်ခံရှိသလိုသင်စစ်စိတ်ပြပြနေတဲ့အလျောက်ကာလတက်တန်းမှာပေါ်တွန်းတယောက်ဆိုင်းပညာဘာသာရပ်တစ်စုံကိုဆရာကြီးတစ်ပါးလို့တိခတ်တက်သွားတော့တယ်ဟဲ့အောင်ပေါ်ထွန်းကြားပြီလားရုတ်တရက်ကောက်ခနဲ့မိလာတယ်တာလာရဲ့စကားကြောင့်ဆိုင်းစရာပေါက်စားလေးပေါ်ထွန်းကြောင်အဲနဲ့ဖြစ်သွားတယ်ဖိုးလေးမင်းရဲ့ငယ်တငယ်ချင်းတို့အောင်ရဲ့မိမမအိမ်စီမင်းညားကပဲစုံလို့တဲ့ဟေးတပြန်လေးကပဲအကောင်းကြီးပါကွာငါနဲ့တော့လမ်းမှာစကားပြောပြစားသေးတယ်ပေါ်ထွန်းကလည်းမယုံကြည်နိုင်အောင်လောက်အောင်အံ့အားသင့်နေတယ်စုံမသွားတဲ့ပေါ်ထွန်းရဲ့တငယ်ချင်းမအိမ်စီကသပင်ပညာကိုအတော်စိတ်ဝင်စားတဲ့အမျိုးသမီးတယောက်သူနဲ့လည်းဇက်သပင်ဆိုင်နေသပင်ဆောင်တွေကိုမကြောက်ခဏဆိုသလိုပြောဘူးတယ်မအိမ်စီကလည်းပညာရပ်တွေကိုလေ့လာစီးပူးပြမိမဲ့ဒိုးအောင်နဲ့အကြောင်းပါလက်ထက်ခံနေမှာတော့မပြေလဲတဲ့မိသားစုတွေဒုံးကန်နေရရှာတယ်အပြိုဘွားကလို့မဟုတ်တော့တာပဲအချိန်ရမှရသလိုပေါ်ထွန်းတဲ့စကားချင်းပညာရဲ့နှီးနော်ဖလက်ကလေးနေတောင်
ကျဉ်းနေရတဲ့သူရှာတယောက်ရုတ်တရက်ကြီးကောက်ကနေကဆုံသွားတော့အေးငါတော့အခုပဲနိုင်ရဲ့တဲ့မေးပြီးပြန်လာတာပေါ်ထွန်းရေမင်းလဲအားရင်တွက်ကြည့်လိုက်ပါဦးအေးပါကွာငါတွက်ကြည့်လိုက်ဦးမယ်ကျိုးအောင်ကတော့တနာပါတယ်ငွေရေးစေးရေးကလည်းမပြေလေအခုမိမကတည်တော့ဒုက္ခပြည့်လဲဝေဖြစ်နေစားပြီဒါဆိုငါတွက်ကြည့်လိုက်ဦးမယ်တာလာရေပေါ်ထွန်းလဲတာလာနဲ့စကားကိုဖြစ်လိုက်ပြီးဒုအောင်ရှိရနိုင်ရဲ့အိမ်တို့ခရီးနှင်လာခဲ့တယ်ပေါ်ထွန်းအဲ့ဒီအိမ်ကိုရောက်ချင်းတတိထားလိုက်မိကတိတ်ဆိတ်ပြီးစကားပြောတယ်တစိုးတတိကိုမှမကြရပါပေါ်ထွန်းလဲတို့အောင်တငယ်ချင်းလိုင်းအတန်ပြလိုက်တော့မှအေးပေါ်ထွန်းအိမ်မော်လာလေကွာတို့အောင်ကအိမ်ပတင်ပေါက်လေးကနေခေါင်းပြူထွက်ပြီးတော့ကြေခွဲအရှာတဲ့အတန်နဲ့လန့်អော်လိုက်တယ်ငါကြားပြီးပါပြီစိတ်မကောင်းပါဘူးတငယ်ချင်းဟာလိုအပ်တာရှိရင်ပြောငါလည်းတက်နိုင်တယ်လို့ကူညီပေးမယ်ကွာအေးပါပေါ်ထွန်းရငါမင်းရဲ့စကားကိုကြားရတာအားရှိပါတယ်ဒါပေမဲ့တကယ်ချင်းဘာဖြစ်လဲငါပါကူညီပေးရမလဲကျိုးအောင်ကဒါပေမဲ့ပေါ်ထွန်းအလောက်တီးစွာနဲ့ဝင်ထောက်လိုက်တယ်အကူညီတောင်းဖို့ရတူကတွန့်ဆုတ်နေတယ်ငါမိမအေးစီရဲ့အာသူပါမှာငါဆိုင်ဝိုင်းလေးထည့်ချင်တယ်ကွာငါတို့ရွာဒလေးရဆိုရင်တော့ဆိုင်ဝိုင်းလေးပါမှာမတာအထမြောက်တယ်မဟုတ်လားနောက်ပြီးငါရဲ့မိမကမြမဆိုင်ကိုအတော်နှစ်သက်တာမင်းလည်းအသိပဲလေကျိုးအောင်ရဲ့အတန်ကငိုတန်ဆက်နေတယ်သူ့ရဲ့ချက်လာတဲ့ဇနီးလေးကအာတုပစာဗနာကိုကောင်းတာတဲ့ကောင်းစင်တယ်လို့ပေါ်ထွန်းကနားလေတယ်ကျိုးအောင်ရဲ့မျက်နှာကလည်းညှို့မိုင်းလို့နေတယ်အေးထဲ့ပေါ်တငယ်ချင်းဟာပေါ်ထွန်းလည်းအားပေးရှာနေတယ်ယခုခေတ်ယခုကဆံဝါတဝါရဲ့ငါကစေးတွေကဈေးနှုန်းကပေါ်တသိမဟုတ်မပြေလေတဲ့ဒူအောင်အတွက်တော့စိတ်ရှိတိုင်းလူကားတော့မစွမ်းဆိုင်နိုင်ဒါပေမဲ့တငယ်ချင်းအောင်မင်းသိရတာပဲငါစီမာကပတ်စံရလို့မှမေမေရရမှမရှိတာငါမိမစာပနာပွဲကိုတော့ငါစီကလုတ်ပေးနိုင်တော့မယ်မထင်တော့ပါဘူးတငယ်ချင်းဟာပြောကဆိုကနဲ့ဒူအောင်တရားယောက်ျားကြီးတက်မနဲ့လက်ဖြံပြီးမျက်စိအစောက်ကိုအုပ်ပြီးတော့အားရပါရငိုချလိုက်တယ်ပေါ်ထုံးကလည်းဒူအောင်ရဲ့ပကုံးကိုစုပ်ကားပြီးအားမငယ်ပါနဲ့တငယ်ချင်းဟာဆိုင်မငားနိုင်လေဘာဖြစ်လဲငါတိပေးမယ်ကွာရွာဦးเจ้าမှာဆရာတော်စီမှာဒုဘဝရှိသားပဲငါလိုက်ငါတိပေးမယ်ဟင်တငယ်ချင်းမင်းတကယ်ပြောတာလားနှစ်ခါမပြောဘူးလှုပ်လိုက်ငါတတ်နိုင်သမျှကူညီရတာပဲကျင့်တတ်တယ်ဒါပေမဲ့မင်းဆရာဦးဒေစာကမตายမှမတီးဖို့မှားထားတယ်မလားအာဟဲ့အောင်ဆိုင်ကွာဗမာတီတီဒီအတမ်းပဲအခုလေဆရာကြီးကမြုတ်တက်သွားတာတော်တော်နဲ့ပြန်လာမယ်မဟုတ်ဘူးငါတီးပေးမယ်မင်းသာစိတ်ချပါကျိုးအောင်လဲဝမ်းသာအားရနဲ့မျက်ရည်တွေကိုလက်ဖွားနဲ့တုပ်ချပြီးဝမ်းသာလိုက်တော့တငယ်ချင်းအောင်ငါမင်းရဲ့ကျေးဇူးတွေကိုဒီတက်ဆက်ကုန်မယ်လို့မထင်တော့ပါဘူးလို့ပြောပြီးပေါ်ထုံးကိုတိုင်းဖက်ချလိုက်တယ်ပေါ်ထုံးကလည်းပြန်ငါဖက်ပြီးပြည်ဒီမျက်ရည်တွေစီးစားတယ်တငယ်ချင်းတွေမိုင်မဲတဲ့ဆုံးဖြတ်ချက်ကိုပေါ်ထုံးတယောက်ရဲရဲကြီးချလိုက်တယ်သူမှားတော့ခဲ့ပြီဆရာကြီးဦးဒေစာပြောခဲ့သလိုမင်းတို့ခေလူငယ်တွေပြောလေနားလဲမှမဟုတ်ခဲ့ပါဘူး။ညာပရဲ့အတန်တွေကမတိုင်ဝင်းစင်မှာစီစီညံ့ညံ့နေအေးစီတကုတ်နှကပောင်းကိုဘူးတဲ့ကွာဒိုးအောင်ကအေးစီမှာမန်းနဲ့စီထိုးထားတယ်။မန်းတဲ့နေရာမှာဝါစင်ကကြီးနဲ့မန်းရည်စီရဲ့အခန်းကြီးကိုအဖုံးလက်ခါတင်ထားရတဲ့။နှက်ဘေးတွေမှာလည်းရွာကာလာသားတွေအကြိုက်မတိုင်နေမှာဖျက်ရိုက်နေကြတယ်။ရွာကာလာသားကောင်းတာတွေကတော့ဖျက်အောင်ပေါ်တော့အိတ်စင်ပြီးမောင်မီဦးလေးတန်လေးတပေါင်းလောက်တီးစံကွာရုတ်တရက်ထားကပြောလိုက်တော့ပေါ်ထုံးလဲကြောင်တောင်နဲ့ဖြစ်သွားတယ်ဟာညာကြီးကိုကွာအိုးဘာဖြစ်လဲချကွာတပုတ်ထဲရဲ့ဟုတ်တယ်ဟေးလောက်ဆမ်းပါကွာအရက်တကိုးနဲ့ထွေးကြနေကြတဲ့ရှားသားတွေကလည်းပေါ်ထုံးကိုဝိုင်းကအားပေးမြောက်ကြတယ်လက်သစ္စာလူငယ်လေးဖြစ်တဲ့ပေါ်ကောင်ကလူဆောင်တော့ပညာပြကျင်တယ်အဝိုင်းထဲမှာအသာကျကျထိုင်လိုက်ပြီးလက်ပြောင်းပြောင်းနဲ့တီးခတ်လိုက်တော့တယ်ဟာဦးတေစာကြီးကြနေတာပဲလက်တန်ကတော့ဟုတ်ပါကွာအေးစီတော်မှထပ်ကလာတော့မယ်ထင်နေဟဲ့အောင်တို့လို့ဘာတွေပြောနေရလဲမပြောကောင်းဘူးညာကြီးမို့ချုံနေတာတင်ငါလာတော့မှတို့လုံးလဲဇက်ကလေးကိုပုတ်ပြီးတော့ငိမ့်သက်သွားတယ်ဒီလိုနဲ့ပေါ်ထွန်းတချင်းတစ်ပုတ်ကိုပြီးသွားတဲ့အထိဆိုင်းဝအပြင်ကိုထွက်ပြီးဆေးပေါလေးတလေးကိုမိညီက
စိန်ခံကဖွာရှောင်းနေတယ်။ပေါ်ထွန်းကိုခတ်ဆူဆူပြီးဝိုင်းဝန်းကလက်ခုပ်တီးအားပေးကြတယ်။အချိန်ကည9 နာရီဝန်းကျင်ပတ်ဝန်းကျင်တွေကလည်းပေါ်ထွန်းရဲ့ဆိုင်းတန်ပြောက်ွယ်ပြီးတဲ့နောက်ဘာတမ်းမှထွက်ပေါ်မလာတော့ပါ။ကဲအိတ်ကြမယ်ဟေ့။အေးအိတ်ကြရအောင်ကွာ။မျက်လုံးတွေလည်းမေးလာပြီ။အိတ်ပြီဟေ့။ဟိုကောင်နဲ့ဟင်းရိုးတွေတိတ်ချသိမ်းတော့ခွေးဆွဲမယ်။ရွာရဲ့ကာလာသားတွေတယောက်တပေါက်ပြောဆိုပြီးတော့ဘာကက်ပေါ်မှာတန်းစီပြီးတော့အိတ်ကြတယ်။ပေါ်ထွန်းကလည်းတနေကုန်ပြင်မဲ့ထားတာမို့ကျန်းကင်းပေါ်မှာကောင်းစားလိုက်တာနဲ့တပြိုင်နက်တည်းနှိမ့်ဆက်စာအိမ်မောကျသွားတော့တယ်။ငါရဲ့တိတ်ဆိတ်ခြင်းကိုသက်သက်ရရုပ်လာတဲ့ခွေးဥတန်ကြီးကထုတ်ခွင့်လာတယ်။ခွေးဥတန်မှာတစုံတရာမကောင်းမှုအငွေသက်ကိုရနေတယ်လို့မပြောတဲ့။နောက်မွေးမချူလာတာတော့အမှန်တကယ်ပါ။ပေါ်ထွန်းလည်းခွေးဥတန်ဆောင်ရုတ်တရက်လန့်နိုးသွားတယ်။ခွေးတွေနာနာဘဝတွေကိုမြင်နေရပြီလား။စောင်းရောင်စာဦးနေတာကိုပေါ်ထွန်းတတိထားမရနဲ့တပြိုင်နက်စောတွေကလည်းစိတ်ကနေအေးသွားပြီးမတိစိတ်ကြောင့်ခေါင်းမွေတွေကထောင်ထက်လာတယ်။မဲအိမ်စီရဲ့အသက်22နှစ်လို့ရေးထားတဲ့မတာခေါင်းကြီးကလည်းတကြီးကြီးနဲ့အတန်ပေးပြီးတော့ဖြည်းဖြည်းချင်းလှုပ်လာတာကိုပေါ်ထွန်းအတိုင်းသားနဲ့မြင်လိုက်ရတယ်။အမလီမြတ်စွာဘုရားကဲတော်မူပါအခေါင်းကြီးတဲ့ကနေလက်ကြီးတစ်ဖက်ထွက်လာတာကိုပေါ်ထွန်းတည်တည်ချာချာမြင်လိုက်ရတယ်။ကြောက်စိတ်တွေကကြီးစိုးနေပြီးတော့ပေါ်ထွန်းအဲ့ဒီရာကိုဆက်မကြည့်နိုင်တော့ပဲမျက်လုံးကိုအောက်ခုံဆုံးမိထားလိုက်တယ်။ခဏကြာတော့အတန်တွေကတိတ်ဆိတ်သွားတယ်။ထွန်းထားတဲ့ရေနံစီမိကွက်တွေမှာလည်းမိစာကုန်နေပြီမို့မီးရောင်မှိန်သာလင်းလုံးနေတယ်။ဟဲ့ပေါ်ထွန်းဟဲ့ဟင်အိမ်စီတဲ့ရဲ့အေးဆက်နေတဲ့လက်ကြီးနှစ်ဘက်ကပေါ်ထွန်းရဲ့ခြေထောက်ကိုလာဆဲကလုံလို့တယ်။နားထဲမှာလည်းပေါ်ထွန်းလို့ခေါ်နေတာကသိပြက်ပဲကြားနေရတယ်။အေးငါအိမ်စီလေးနေရဲ့ဆိုင်းတဲ့ကိုကြားချင်လို့အိမ်စီဟုတ်တယ်။ဒါအိမ်စီရဲ့အတန်သူကောင်းမှတ်မိရဲ့သူ့ရဲ့မျက်စိကိုမရဲတရဲဖွင့်လိုက်ချိန်မှာတော့သူမြင်ရတဲ့အရာကအခေါင်းထဲကနေထွက်လာပြီးသူ့စိတ်မှာတောက်ကြီးရက်နေတဲ့အိမ်စီဖြစ်နေတယ်။မျက်ကွန်းတွေကလည်းညိုမဲပြီးတော့ဝစ်ဆောင်ဖြူကြီးကိုသာဝစ်ဆင်ထားတာတွေ့ရတယ်။စပင်းတွေကလည်းဖာလန်ကျဲပြီးတော့စူရဲတဲ့မျက်လုံးကြီးတွေနဲ့သူ့ကိုစိုက်ကြည့်နေတာကစားတော့ဝါမနောက်လာမလို့ထင်မိတယ်။သွားအိမ်စီနေမလာနဲ့ငါတို့နဲ့နေကဘဝချသွားပြီမဟုတ်လားမချောက်ပါနဲ့ပေါ်ထုံးကအတန်ကကြောက်လန့်မှုနဲ့တဆက်ဆက်တုံနေတယ်။နေတီးမှလားငါကုတ်ချိုးတက်ရမှာလားပေါ်ထုံးတယောက်ခေါင်းထဲပန်းကြီးသွားတယ်။သူမြင်နေရတဲ့မိမကအိမ်စီမဟုတ်ရဲ့လားအတန်ကြီးကသူ့ရဲ့အရှာသာကြောက်စရာကောင်းလွန်လာတယ်။ကြောက်ဖို့ကောင်းတယ်ဆိုတာထက်ဂျိုဘတ်ဝမ်ကိုပေါ်ထုံးမတီးပါကကုတ်ချိုးခံရမယ်ဆိုတဲ့အချက်ဒေကြတာကအိမ်စီခိုင်းနေတာမလုပ်ပါကပေါ်ထွန်းသေးရတော့မယ်။နင်ဒီငါကမယ်အိမ်စီရဲ့အတန်ကြီးကနှလုံးသွေးတွေရက်တန့်သွားလာအောင်ကြောက်စရာကောင်းလာတယ်။ပေါ်ထွန်းကလည်းမတက်တာတဲ့အဆုံးမှာအဝိုင်းထဲကိုဝင်ကတီးပေးရတော့တယ်။အိမ်စီသေးရမကတော့ပေါ်ထွန်းတီးတဲ့ဆိုင်းတဲ့နဲ့ပျော်ကြီးကားနေတာကိုသွေးပြတ်ခြောက်ခြောက်ပဲမြင်တွေ့ရတယ်။15 မိနစ်ခန့်ကြာတော့အိမ်စီသေးရမကဟဲ့ငါဘိုက်စားတယ်။ဘာရှိလဲ။ဟိုဘက်မှာဟင်းဟိုတွေတရေမအိမ်စီကဟင်းဟိုတွေရှိရတော့ဇက်ကြီးဆောင်းကနဲ့ရှောက်သွားပြီးဝသားဝတိုးကိုယူပြီးတော့အထဲကအသားတုံးကိုတုံးကောက်ပြီးပါဇက်ထဲသို့သွင်းလိုက်တယ်။တရေမလည်းစားလို့ပြီးတော့ပေါ်ထွန်းကအိမ်စီဒီတစ်ခါနေတီငါကမယ်။ပေါ်ထွန်းလည်းအကြမ်းအထောင်အိမ်စီတရေမရဲ့ပဝိုင်းထဲကိုဆံဝင်သွားပါကသူပြေးမယ်။ဒါမှမဟုတ်အိပ်ပျော်နေတဲ့ယာသားတွေကိုနှိုးပြီးတော့အကူကြီးတောင်းမယ်။တရေမကလည်းပေါ်ထွန်းရဲ့အစံကိုရိပ်မိရမတူတာမို့ပဝိုင်းထဲဝင်ပြီးတော့လက်တန်ဆဲကြီးနဲ့တပြောင်းနဲ့တိခတ်နေတော့လေ။ပေါ်ထွန်းလည်းကကြင်ဟန်ဆောင်ပြီးအိပ်ပျော်နေတဲ့ကာလာသားတွေရဲ့ခြေထောက်ကိုတို့ကနှုတ်လိုက်တယ်။တရားမှနိုးမလာစားပဲတေဆုံးနေတဲ့အလောင်းကောင်တွေတော့မလုံမလဲ။ပေါ်ထွန်းလည်းနှိုးမရတဲ့အစောအစီအစဉ်တောင်းအိမ်စီတရေမရဲ့အရေးကိုကြည့်ပြီးတော့တုတ်ချေတင်มาတော့တယ်။ပေါ်ထွန်းမပြေးနဲ့တရေမလေးကြောက်စရာကောင်းလာတဲ့အတန်နဲ့ကြီးတယ်။အော်ပြီးတော့လေးပေါ်မှာတလောနဲ့ပြတ်တန်းရင်ပေါ်ထွန်းရဲ့နောက်ကိုလိုက်သွားတယ်။မလာနဲ့သွားမလာနဲ့ပေါ်ထွန်းလေးသွေးရမခန်းအော်ဟစ်ပြီးတော့ခြေဦးတက်ရသို့တရက်ချမ်းပြေးလေတယ်။တနေရာအရောက်မှာပေါ်ထွန်း
လက်ကုန်းဆောက်ထားတဲ့ညောင်ပကြီးကိုတွေ့တော့မှအားတက်သွားတယ်။ပေါ်ထွန်းလည်းညောင်ပကြီးရောက်တော့တရဲကဆက်မလိုက်နော်။အဲ့ဒီပင်ကြီးမှာရသားတဲ့အစိုးရရောက်ကစောဗိမ့်မယ်လို့ပေါ်ထွန်းကြပြီတယ်။ပေါ်ထွန်းအနာမကဲရဲတဲ့နောက်မှာတော့တရဲမှာအေးစီအတန်အော်စီနဲ့ပြန်လာခဲ့ပေါ်ထွန်းအခုချက်ချင်းပြန်လာခဲ့။ညောင်ပင်နဲ့ခေါင်း20အကွာလိုက်မှကဲရင်နဲ့လက်ကြီးနဲ့ရက်ကပေါ်ထွန်းကိုအော်ခေါ်နေတယ်။နောက်ဆုံးဘာမှလုပ်မရတော့ပဲညောင်မီကြီးကိုခဏဘက်ကအမောင်ရိန်တဲ့သို့တိုးပြောက်ခဲ့သွားတယ်။ဟာဟဲ့အောင်ပေါ်ထွန်းဘာလို့ညောင်မေးအောက်မှာလာရင်နေရလေမလားလေသွားဟဲ့ငါတို့ပါဟာပေါ်ထွန်းလဲလက်စီကိုပုတ်တက်ကြည့်လိုက်တော့မှရာကာလာသားတွေဖြစ်နေတာကိုတွေ့လိုက်ရတယ်ငါ့ကိုညကအိမ်စီကလောက်ပြီးတော့6တွေလို့ဟာအေးဘလို့ပေါ်ထွန်းလဲညကအဖြစ်ပြက်တွေကိုတေးသေးဆဆပြပြလိုက်ကြကာလာသားတွေကတော့သိပ်ပြီးတော့လက်ခံဖို့မရပါအေးမင်းတို့မလျှော်ရင်အိမ်စီရဲ့အလောင်းမှာဝတ်သားဟင်းနေပြေးနေတာတွေ့လိမ့်မယ်ကွာပေါ်ထွန်းပြောတဲ့အတိုင်းလူတွေကလည်းအိမ်စီရဲ့အလောင်းကိုလိုက်ပါကြည့်ကြတာတော့မှန်နေတယ်ပေါ်ထွန်းပြောခဲ့သလိုအိမ်စီရဲ့အလောင်းမှာရောပါဇက်တွေမှာရောဝတ်သားဟင်းအနစ်တွေကပေဆန်ပြီးတော့ဆောက်စားဖွယ်ရာကိုတွေ့လိုက်ရတယ်အဲ့ဒီအဖြစ်ပြက်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ်ထွန်းရောက်လည်းဖျားကြည့်ပြီးကအဲ့ရပေါ်မှာဘုံဘုံလဲနေအစင်းတို့ရောက်ခဲ့ရတယ်ပေါ်ထွန်းအဖျားပြည့်ရဲ့နေကစပြီး9ရက်တိတိရှိပြီသူကရောင်နဲ့အော်ဟစ်ပြောဆိုတဲ့စကားလုံးချို့ကအိမ်စီမလာနဲ့သွားမလိုက်ဘူးငါ့ကိုခေါ်မသွားပါနဲ့ကွာသွားပါစကားလုံးကြီးတွေကအသက်နဲ့ကြီးတွေနဲ့ထူဆန်းမှုကစတိုက်သလို9ရက်ပြည့်တိတိပေါ်ထွန်းတယောက်အဖျားကြီးပြပြီးအသက်ထွက်သွားခဲ့တယ်သူမသေးခင်မှာဝိုးတော်ကနောက်ဆုံးကြားတဲ့စကားတန်ကမသားအိမ်မှာဘယ်တော့မှမင်းဆိုင်တန်ကိုမတီးမိပါသေးနဲ့မသားအိမ်မှာဘယ်တော့မှမင်းဆိုင်ကိုမတီးပါသေးနဲ့လို့ဆရာကြီးဦးရိစာရဲ့ဆုံးမစကားအမှန်တကယ်တော့နာမည်တချို့ပေးကခေါ်ရခတ်တဲ့ပဝိုင်းတွေကအတန်ကမသားမျိုးတဲ့ဆိုင်တန်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်ဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမပိုပဲဖြစ်ပါတယ်ဇလန်လေးကိုနားဆင်ပေးခဲ့တဲ့ပရိသတ်တအုပ်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်